လာပါဒီကနေ66စီး66စီးဟိုရောက်ရင်30စီး30ပတ်စီးပြီးတော့ဒီရဲလိုက်ပတ်ကြည့်ဒီမှာတော့မစင်ပါဘူးဒီရဲမန္တလေးလိုက်ကြည့်ဒီနေ့က39နဲ့ပတ်စီးဒီနေ့66ဒီဘက်ကနေစီးပြီးတော့ဟိုကနေ30စီး30စီးပြီးတော့ဒီရဲပတ်စီးပြီးတော့ကားပေါ်မှာပြန်လာအားလုံးဝိညာဉ်ပံပိုးကိုကြီးစောင့်ရှောက်ကြပါပေါ်ထားပြီးလိုက်ကြပါအားလိုက်ကြည့်အောင်ပြောရမှာဆင်းရမယ်ကားပေါ်အဲ့ပတ်ပြီးစီးပြန်ရ